United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မနက်မှာတော့ဗောနော်အားလုံးလည်းပျော်ရွှင်နေကြလိမ့်မယ်လို့ထင်ပါတယ်ဒါခရစ္စတီယာနိုရိုနယ်ဒိုချစ်တဲ့ပြည်သက်တွေရောပြီးတော့ဘောလုံးပွဲကိုဗောနော်နှစ်ချိုက်စွာအားပေးကြတဲ့ပြည်သက်တွေရောပျော်ရွှင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဘာကြောင့်လဲဆိုတော့ညတော့ကဗောနော်ကျွန်တော်တို့ဒါခရစ္စတီယာနိုရိုနယ်ဒိုကဥဇဘက်ကစ္စတန်ရဲ့ပွဲမှာတွင်းကို2ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါတွင်းကို2ဂိုးကဗောနော်ငယ်ရွယ်စဉ်ချိန်မှာသွင်းရင်တော့ဘာမှမဖြစ်ဘူးဗောနော်ဒါပေမဲ့အခုချိန်မှာသွင်းယူလိုက်နိုင်ခြင်းကတော်တော်ကြီးကိုပြောစရာဖြစ်သွားတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီသွင်းကိုတွေနဲ့အတူစံချိန်တွေကကက်ရက်ပါလာနေတယ်။နောက်တစ်ခုကတော့ဗောနော်အသက်ဒါ42နှစ်အသက်42နှစ်ပေါ့ဗျာ42နှစ်အရွယ်ကစားသမားကြီးရဲ့ဗောနော်ငါဒီရွယ်မှာဒီလိုစွမ်းဆောင်ပြနိုင်နေဆိုတော့တက်တည်ပြချက်လေးဖြစ်တယ်ဗောနော်လူငယ်ဘဝမှာ19နှစ်သားရိုနယ်ဒိုအနေနဲ့တက်တည်ပြစရာတွေကများခဲ့ပေမဲ့ဗောနော်အခုလောက်ထိတော့ဖိအားမရှိခဲ့ဘူးဒါပေမဲ့ဒီအရွယ်မှာတော့ကမ္ဘာအကောင်ဆုံးကစားသမားပြီးတော့လီယိုနယ်မက်ဆီလိုကစားသမားနဲ့ဘယ်သူပိုကောင်းလဲဆိုတာဒါ20လောက်ပေါ့နော်ပြိုင်ဆိုင်ခဲ့တဲ့ကဏ္ဍဝင်တစ်ယောက်ဗျာအဲ့လိုလူတစ်ယောက်အတွက်ရောက်တော့ဒါချွင်းချက်တွေပါတွေပရိသတ်တွေကနားလည်မပေးနိုင်တော့ဘူးကိုသွင်းမှရမယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးဒါ PR တွေရှိခဲ့တဲ့ဂျားကနေအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာဖြစ်လို့ဒါတော်တော်လေးလဲဂုဏ်ယူဖို့ကောင်းပါတယ်ဗျဒီကိုနှစ်ကိုသွင်းယူလိုက်တော့ဗောနော်ရိုနယ်ဒိုပါစံချိန်တွေတင်သွားလဲဆိုတော့ဒါဂုံယူရသုံးစံချိန်တစ်ခုကတော့ကမ္ဘာဖလား6ကြိမ်ဇက်တိုင်းပါဝင်ကစားပြီးတော့ဗောနော်အဲ့ဒီပါဝင်ကစားတဲ့ပြိုင်ပွဲတိုင်းမှာဂိုးသွင်းယူနိုင်တဲ့တူရီသောကစားသမားပါပထမဆုံးကစားသမားလည်းဖြစ်တယ်လို့တူရီသောကစားသမားလည်းဖြစ်ပါတယ်ဒီစံချိန်ရရှိခဲ့တာတော့ဒါရိုနယ်ဒိုအတွက်တော်တော်ဂုဏ်ယူစရာကောင်းပါတယ်ကျွန်တော်တို့ဒါရိုနယ်ဒိုရဲ့ပရိသတ်တွေအဖြစ်ချင်ဆုံးပေါ့နော်အရာချင်ဆုံးစန္ဒအပြင်းပြဆုံးဖြစ်ခဲ့တာလေအဲ့ဒီအရာပဲဗျတွင်းကိုတကိုးပဲဗျကျွန်တော်အနေနဲ့ဆိုရင်ဒါရိုနယ်ဒိုပရိသတ်တွင်းကိုတကိုးရရင်ကျွန်တော်ဂျင်းနေပြီကမ္ဘာဖလားရရင်တော့ကောင်းဆုံးပေါ့ဗျကျွန်တော်တို့ဒီမက်ဆီနဲ့ပေါ့နော်ဒီနှစ်ပေါင်း20ကျော်ကြာဇလန်ကသူကမ္ဘာဖလားရသွားတဲ့အချိန်မှာအတန်နေနည်းနည်းတိတ်သွားတယ်ဒါပေမဲ့ဒီအချိန်မှာတော့ရိုနယ်ဒိုပြန်ရလိုက်ရင်ဆက်ပြီးတော့ကျေလောင်းလာအောင်ပါပဲဗောနော်ဒီကစားသမားကြီးတွေပြောမရအောင်တန်90ထိများဗောနော်ကစားပြီးဆက်ပြိုင်နေအောင်လားဆိုတဲ့ဟာမျိုးတွေလည်းဖြစ်သွားနိုင်တယ်ဗျာဆိုတော့ဗောနော်ကမ္ဘာဖလားရဖို့ကတော့ကျွန်တော်ရိုင်းမမျော်လင့်ပါအောင်ဗျာကိုယ့်ရင်တွေကစန္ဒရှိရတစ်ခုပဲဗျာကမ္ဘာဖလားရဖို့ဆိုတာလဲဒါပရိသတ်တွေကတော့ကိုအားပေးတဲ့အသင်ရသေးချင်တာပဲဒါပေမဲ့လည်းအဲ့ဒီအသင်ရဲ့ဗောနော်ဒီပြိုင်ပွဲမှာပြသနေတဲ့ခြေစွမ်းခြေစွာပြီးတော့သူတို့ရဲ့ကစားကွက်တွေဥမာအသင်းကဗျာရလက်မကောင်းချိန်မှာဒါဘယ်လိုနီးပြူပါတွေပြောင်းလဲပြီးတော့ရလက်ကောင်းအောင်လုပ်နိုင်မလဲစသဖြင့်နီးပြတွေရဲ့အည်ချင်းကစားသမားအင်အားအဲ့ဒါတွေအရာအားလုံးပေါ့နော်ဟာမိုနီဖြစ်ပြီးဒါအချို့ကြပေါင်းဆက်သွားပြီဆိုတဲ့အသင်းတွေကဒါကမ္ဘာဖလားရကြတာများတယ်ပေါ့နော်ဆိုတော့ကမ္ဘာဖလားရရင်တော့လည်းအကောင်းဆုံးပေါ့ဗျာလောလောဆယ်သွင်းကို2ကိုရရနေတယ်တော်တော်ပြောပါတယ်ကျွန်တော်တို့ကပြီးရဗျာဒီစံချိန်ပေါ့နော်ကမ္ဘာစံချိန်တစ်ခုတင်တယ်နောက်တစ်ခုကတော့ပေါ်တူဂီအသင်းရဲ့စံချိန်တစ်ခုကိုလည်းထပ်တင်ခဲ့ပါတယ်အဲ့ဒါပါလဲဆိုတော့ပေါ်တူဂီအသင်းရဲ့ကမ္ဘာဖလားဂိုးသွင်းအများဆုံးကစားသမားအဖြစ်ပေါ်တူဂီနိုင်ငံရဲ့ဂန်ဝင်ကစားသမားကြီး UCBO ကိုကြော်ပြီးတော့ဗောနော်ရိုနယ်ဒိုကမှတ်တမ်းဝင်နိုင်ခဲ့ပြီဖြစ်တယ်ဒီပွဲမကန်ခင်ကတော့ဗျာသူတို့နှစ်ယောက်ကဒါ8ဂိုးစီနဲ့ဗောနော်အများဆုံးစင်းကိုဥဆောင်နေကြတာ2ဂိုးသွင်းလိုက်တဲ့အတွက်ရိုနယ်ဒိုကကြော်သွားပါပြီဆိုတော့ကမ္ဘာဖလားမှာတူရီတော့ဒါ6ကြိမ်ဆက်ပြိုင်ပွဲ6ကြိမ်ဆက်ဝင်ကစားပြီးဂိုးသွင်းနိုင်တဲ့ကစားသမားပြီးတော့ပေါ်တူဂီနိုင်ငံရဲ့ကမ္ဘာဖလားဂိုးသွင်းအများဆုံးကစားသမားစံချိန်တွေထပ်တင်သွားပါတယ်နောက်ထပ်စံချိန်တစ်ခုလည်းရှိသေးတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဗောနော်ဒီပွဲထဲမှာ2ဂိုးသွင်းယူနိုင်တဲ့ကမ္ဘာအသက်ကြီးဆုံးကစားသမားဖြစ်ခဲ့တယ်ကမ္ဘာဖလားပွဲစဉ်တစ်ခုမှာဒီလိုမျိုးပေါ့နော်ဒီအသက်အရွယ်နဲ့2ဂိုးသွင်းနိုင်တာရိုနယ်ဒိုကပထမဆုံးပဲပြီးတော့ကမ္ဘာဖလားအသက်ကြီးဆုံးဂိုးသွင်းသူစင်ရင်မှာလဲရိုနယ်ဒိုကဒါဒုတိယနေရာရောက်လာတယ်ပေါ့နော်သူ့ထက်အသက်ကြီးပြီးတော့ဂိုးသွင်းထားတဲ့သူကတစ်ယောက်ပဲကျန်တော့တယ်ဗျဆိုတော့ပေါ့နော်ဒီစံချိန်ကတော့ရှေ့ရကစားသမားဟိကဘယ်အသက်အရွယ်နဲ့တင်တာကလည်းမသိတဲ့အတွက်တော့မပြောတတ်ဘူးပေါ့နော်သူကထားပါတော့ဗျာဥမာ43-44နဲ့တင်ထားတဲ့သူဒီကမ္ဘာဖလားမှာတော့ရိုနယ်ဒိုကဒီစံချိန်မှီနိုင်တယ်မရှိတော့ဘူးပေါ့နော်နောက်ပြိုင်ပွဲရလည်းဝင်းကန်မှုရမဖြစ်နိုင်တယ်လို့ဖြစ်သွားပြီဆိုတော့ဒီစံချိန်ကတော့ချိုးနိုင်မှုမလွယ်တော့မမြင်မိတော့ဘူးပေါ့ဗျာထားပါတော့ဒီစံချိန်တွေအားလုံးဒီစံချိန်တွေထက်လဲပေါ့နော်ပို့ပြီးပြောစရာကောင်းတာတွေဒီပွဲမှာတွေ့ခဲ့ရသေးတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်ခရစ္စတီယာနိုရိုနယ်ဒိုပြသခဲ့တဲ့ဒါ PR တန်တွေကြားကနေဘယ်လိုရုံးထွက်ပြမလဲဒီ PR တွေနဲ့ကစားရတဲ့အချိန်မှာဘယ်လိုကစားရမလဲပြီးတော့ဂိုးတွေဘယ်လိုသွင်းရမလဲဒီလိုမျိုးပေါ့နော်ကိုယ့်အပေါ်မှာဒီအရာအားလုံးများစကလုံးတွေဝေဖန်မှုတွေပြနေတဲ့အချိန်မှာအဲ့ဒီအောက်ကနေဘယ်လိုပေါက်ထွက်ပြမလဲဆိုတာတွေကိုဒါကောင်းကောင်းသက်သေပြသွားနိုင်ခဲ့တယ်ဒီလိုသက်သေပြသွားနိုင်ခဲ့တဲ့နေရာမှာလဲပေါ့နော်ဒါပေါ်တူဂီအသင်းရဲ့တသင်းလုံးရဲ့အကျိုးသားအားထုတ်မှုကိုလည်းကျွန်တော်တို့ကဒါအတိမတ်ပြုရမှာဖြစ်တယ်တသင်းလုံးကောင်းပါပဲဒါရိုနယ်ဒိုလည်းကောင်းနိုင်မှာဖြစ်တယ်ပေါ့နော်ဒီနေ့ပွဲမှာဆိုရင်ဒါပေါ်တူဂီနီးပြမာတင်နက်ကဘာနာရိုဆေးဘာကိုထုတ်ပြီးတော့ချောင်ဖီလစ်ကိုလူသားဝင်ကစားဂျောင်ဖီလစ်ကိုပွဲတွဲလူစင်းမှာအစားထိုးအသုံးပြုခဲ့တယ်ပြီးတော့နောက်တန်းမှာဆိုရင်လည်းဗျာပထမပွဲမှာတုံးခဲ့တဲ့အဲ့ဒီ
ဂျူရိုဆိုတဲ့နေရာမှာရူဝင်ဒီရက်ကိုပြန်သုံးခဲ့တယ်ဆိုတော့ first line နဲ့2နေရာပြောင်းလဲလုပ်လိုက်တာနဲ့ပေါ်တူဂီအသင်းရဲ့ကစားကွက်ကတော်တော်ပြောင်းသွားတယ်ပေါ့နော်အဓိကအဖြစ်တော့ဒီဘာနာရိုကိုထုတ်ပြီးတော့ဂျောင်းဖီလစ်ထည့်လိုက်တာတော်တော်အလုပ်ဖြစ်သွားတယ်ဗျပရိုနီတိုကလည်းရှေ့ရပွဲမှာဘယ်တောင်မှဆော့ပေမဲ့ဒီပွဲမှာညာတောင်ပန်ကိုပြောင်းဆော့ခဲ့တယ်ပရိုနီတိုနဲ့ဒီဘက်ပေါ့နော်ညာဘက် right back ဒီကန်ဆယ်လိုတို့ရဲ့တွဲလုံးတွေကလည်းဒါဥဇဘက်ကစ္စတန်နောက်တန်းကိုတော်တော်ဒုက္ခပေးနိုင်ခဲ့တယ်ရိုနယ်ဒိုရဲ့ဖွင့်ကိုဆိုရင်လည်းဒါအဲ့ဒီညာဘက်ချမ်းကနေပေါ့နော်ကန်ဆယ်လိုဖြတ်တင်ပေးလိုက်တာကိုပိတ်ပြီးတော့တွင်းယူနိုင်ခဲ့တာဖြစ်တယ်ဆိုတော့တော်တော်အလုပ်ပြည့်ခဲ့တာတွေ့ရတယ်ဘယ်ဘက်ချမ်းပါဆိုရင်လည်းဒါဂျောင်ဖီလစ်ပါလာတာတော်တော်ကောင်းတယ်ဗျာသူကဒီတိုက်စစ်မှုစစ်ပုံစံမဟုတ်ဘူးဗျာသူတို့ကျွန်တော်တို့ gain တွေပါတွေစော်တဲ့သူတွေဆိုရင်ကြီးလိုက်မယ်ဆိုရင်ဒါဂျောင်ဖီလစ်ရဲ့ position ကများသောအားဖြင့်ကျွန်တော်တို့ asset လို့ပဲတွေ့ရတယ်ပေါ့နော်ဒီ second striker လို့ပဲတွေ့ရတယ်တချို့နှစ်တွေပါဆိုရင် AML လို့ရေးတာမျိုးတွေ့ရတယ်ဗျဒီ CF ဆိုတဲ့ပုံစံမျိုးတော့အရင်ကြီးတွဲမြင်ရတာမျိုးမရှိဘူးဂျောင်ဖီလစ်ဒီဒါတိုက်စစ်မှုတွေလို့လဲကိုကန်သွင်းနိုင်တယ်ပြီးတော့သူ့ရဲ့တကူတော့စွမ်းရည်လည်းကောင်းတယ်ဗျတကူဂျောင်ဖီလစ်ကပေါ့နော်သူစတင်နာမည်ကြီးတော့လည်းတကူတော့စွမ်းရည်တော်တော်ကောင်းတာတွေကြောင့်လည်းနာမည်ကြီးတာတွင်းကိုတွေကြောင့်ရောပေါ့ဗျာပြီးတော့သူကွင်းလေတွေနဲ့ချိတ်ဆက်ကစားတဲ့ဘိုင်းမှာဆိုရင်လည်းတော်တော်ကောင်းမှုကစားနိုင်တယ်အဲ့ဒီလိုမျိုးသူကကစားပေးတဲ့အတွက်ဗျာရိုနယ်ဒိုကရှေ့မှာနေရာလွတ်တွေပိုးရလာတယ်လို့ပြီးတော့ဘရူနိုဖာနန်ဒက်အတွက်လည်းပိုကောင်းသွားတယ်ဗျဒီပေါ်တူဂီရဲ့ပေါ့နော်အဓိက main player လို့သတ်မှတ်ရင်ကျွန်တော်တို့ဘရူနိုဖာနန်ဒက်တို့ဗီတင်ညာတို့ဒီကစားသမားတွေပဲသတ်မှတ်ပေးရမယ်နဲ့တူတယ်ပေါ့နော်ဘရူနိုခြေတွေ့ရင်တွေ့တဲ့တော့ရိုနယ်ဒိုကဒါဂိုးရနိုင်နေရှိတယ်ဆိုတာလည်းဒီပွဲမှာတွေ့ခဲ့တယ်ပေါ့နော်ဂျောင်ဖီလစ်ပါဝင်လာတာဖြစ်တဲ့အတွက်ဒါနူနိုမန်ဒက်ဒီလည်းရှေ့ရပွဲတက်ဆိုင်ရင်တိုက်စစ်ကိုပုံပုံလိုက်ပါကစားနိုင်တယ်ပြီးတော့ပေါ့နော်ရှင်းရှင်းလင်းလင်းဗျာကျွန်တော်တို့ဖန်တီးပေးဖို့မှုလုံနိုင်တဲ့ဂွင်တွေအထိဒါနူနိုမန်ဒက်ကစားနိုင်ခဲ့တယ်ဗျာသူကတူးချင်းစွမ်းရည်ကလည်းဒါ level တယောက်အနေနဲ့တော့မလိုက်ဖက်ပါအောင်တော်တော်ကောင်းတဲ့အထဲမှာပါတယ်ပေါ့နော်ဒီလိုမျိုးအခင်းချင်းတွေစုံလင်းသွားတဲ့အခါမှာကျွန်တော်တို့ထပ်ပြီးပြောစရာကောင်းတာပေါ့နော်ရိုနယ်ဒိုရဲ့ဒါရင့်ကျက်တဲ့စိတ်လို့ပဲပြောရမလားဗျကျွန်တော်ရိုနယ်ဒိုကြီးလိုက်တာနဲ့ဗျသူအတ္တကြီးမယ်ဒီဘဲပနယ်တီဆိုလဲကန်မယ်ဖရီကစ်ဆိုလဲကန်မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကအများဆုံးတွေ့ခဲ့ရတာဒါပေမဲ့မင်းညာတော့ပေါ့နော်ပုံမှန်ချင်းနေဆိုရိုနယ်ဒိုကတေချာဘောကန်မဲ့အလုံးအဲ့ဒီအလုံးကိုဒါနူနိုမန်တက်ကိုပေးကန်ခဲ့တယ်နူနိုမန်တက်ကလည်းအမှားယွင်းမရှိတွင်ကိုအဖြစ်ပြောင်းလဲပေးနိုင်ခဲ့တယ်ပေါ့နော်ဒီအရာကကျွန်တော်တို့ trick တစ်ခုလို့လည်းပြောရမှာဖြစ်တယ်လို့ပေါ့နော်ရိုနယ်ဒိုရဲ့ညင်ကျက်တဲ့စိတ်ကိုလည်းမြင်နိုင်တယ်ဒီကိုသွင်းပြီးသွားမှာလဲရိုနယ်ဒိုကခေါင်းကိုဒီလက်ညှိုးနဲ့ထိုးပြီးတော့ပေါ့ဟာ IQ သုံးသွားတယ်ပေါ့ဗျာငါတို့ဒီညံကောင်းကောင်းနဲ့အသုံးချသွားတယ်နူနိုမန်တက်မင်းလောက်သွားတာဆောင်ရွက်မိုက်တယ်ဆိုတာမျိုးနဲ့အဲ့လိုအမူအရာလေးပေါ့ဗျာစကားမပြောဘူးဆိုတဲ့အတွက်ကျွန်တော်ကတော့ဒါရိပ်ပန်းတန်မှထင်ရမှန်းပြီးတော့ပြောရတာဖြစ်တယ်เนาะအဓိကကတော့ဟိုညံရှိငါတို့ကဒီ free kick ကိုအသုံးချတယ်တွင်းကိုရယူနိုင်တယ်ဆိုတဲ့အတိတ်ပဲမျိုးပေါ့เนาะဒီဥဇဘက်ကစ္စတန်တသင်းလုံးလဲပေါ့နော်ဒီ trip မှာသူတို့တော်တော်ကြာရှုံးသွားတယ်ပေါ့နော်ဒီသူ့ရဲ့ဂိုးသမားသူလဲဒါရိုနယ်ဒိုကန်ပဲထင်တာပေါ့နော်နူနိုမန်နဲ့ကန်လိုက်တဲ့အချိန်မှာဘာမှတော့မလုပ်လိုက်နိုင်ရဘူးဗျာဒါပြင်ဆင်ခြင်းမရလိုက်ဘူးဗျာသူကရိုနယ်ဒိုပဲအာရုံစိုက်နေတာပေါ့နော်ဒီဂိုးကလည်းဒါတော်တော်လေးကြည့်လို့ကောင်းခဲ့တယ်နောက်ထပ် free kick တကူဆိုရင်လည်းဒါကျွန်တော်တို့ free kick ကိုရိုနယ်ဒိုရဲ့လို့ hat trick ကတော့ free kick နဲ့သင်းရင်တော့လှသွားပြီပေါ့နော်တော်တော်လေးလှပသွားပြီလို့စိတ်ကူးနေတာဒါပေမဲ့ဒီလုံးဝဆိုရင်လည်းကန်မသွားဘူးဗျာရိုနယ်ဒိုကဘောလုံးကိုကြော်ပြီးရှေ့ကိုအသားလေးပြေးသွားတယ်ပေါ့နော်အသားလေးပြေးသွားတယ်ပြီးတော့နောက်တန်းလေးနဲ့ရောနေလိုက်တယ်အဲ့ဒီချိန်မှာဒါဘရူနိုကဘောလုံးကိုတားလေးမပြီးတော့ချပေးလိုက်တော့ရိုနယ်ဒိုကလည်းချက်ချင်းပြေးထွက်ပြီးတော့ပေါ့နော်ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာအပိုင်ကန်သွင်းခဲ့တယ်ဒါပေမဲ့လည်းမကိုးခဲ့ဘူးဗျာအဓိကအားဖြင့်တော့ဗောနော်ဒီကမြန်ဆန်ဆန်လုပ်ရတဲ့အရာဖြစ်တယ်ပြီးတော့အဲ့လောက်လည်းအချိန်မရဘူးဗျာဘောလုံးကမြောက်ပြီးကျလာရင်နည်းနည်းစကီးတွေပါကောင်းနေပါလားဆိုရင်တော့တည်ရမလားဟိုဘောလုံးကိုမြေပြင်မော်ဒီချနောက်ဘော်ဒီနဲ့သွင်းဒါမှမဟုတ်ရင်လေးပေါ်မှာနဲ့ဖန်ထင်ပြီးတော့ဒင်ဟိုတို့လိုကြော်ပြီးစကီးတွေပြရင်ပြဗျာဒါပေမဲ့ရိုနယ်ဒိုအသက်အရွယ်ကအဲ့လောက်လုံးနိုင်မှုမလွယ်တော့ဘူးအဲ့တော့သူ့ရဲ့အားအသာဆုံးဖြစ်တယ်ဗောဗျာဒီအဆုံးသက်စွမ်းရည်ကိုပဲသူသုံးချခဲ့တယ်ကျလာတဲ့ဘောလုံးကိုချက်ချင်းပဲတန့်ကန်ခဲ့တာကန်တဲ့ကန်ချက်ကလည်းမှန်တယ်အားလည်းပါတယ်ဒါပေမဲ့လေဥဇဘက်ကစ္စတန်ကိုသမားတက်လာတာကလည်းမြန်နေဗျာအဲ့လိုမျိုးပြီးတော့သူကလည်းရဲတင်းတင်းပဲဝင်လိုက်တဲ့အခါမှာဆိုတော့သူ့ခြေထောက်နဲ့ထိပြီးဂိုးမရလိုက်ဘူးဗျာနော်တော်တော်နှမျိုးကိုကောင်းတယ်အဲ့ဒီလုံးကဗျာဝင်လိုက်ရင်လည်းဒါတော်တော်လှတယ်တစ်ချိန်လုံးကဒါဘရူနိုဒီလိုလုံးမျိုးကိုဒါမာရှယ်ကိုဖန်တီးပေးဘူးတယ်ပေါ့နော်အဲ့တော့ကလည်းမာရှယ်ကိုအသားလေးမြောက်ပြီးချပေးလိုက်တဲ့အချိန်မှာမာရှယ်ကဒါမက်ဆီတီနောက်တန်းနေနဲ့အပြိုင်ရှင်ပြေးပြီးတော့ကန်သွင်းယူသွားခဲ့တယ်ပေါ့နော်မက်ဆီတီကိုသွင်းယူခဲ့တဲ့ဂိုးပေါ့ဗျာအဲ့ဒါတော့ထားပါတော့ဗျာဒီဂိုးတော့မရခဲ့ဘူးဒါပေမဲ့တော်တော်လေးကြည်ကောင်းခဲ့တယ်ဒီရားပဲရိုနယ်ဒိုဒီဒါပေါ်တူဂီအတွက်ဆိုရင်ဗျာဟိုဘယ်နေရာပေးဆက်အခုချိန်ဒီပေးဆက်နေဦးမယ်ဆိုစိတ်တက်မျိုးမြင်ရတယ်ဗျသူ့အနေနဲ့သူအတ္တကြီးတာလဲကျွန်တော်တို့မြင်နေရတာပဲကိုသွင်းချင်စိတ်တွေများတာလဲဒါအခုချိန်ထိလဲမြင်နေရတော့မယ်ဒါပေမဲ့ပေါ့နော်ဒီပွဲမှာတော့တော်တော်လေးရင်းကျက်တဲ့ရိုနယ်ဒိုကိုတွေ့ရတယ်လို့ဒါအသင်းကစားခွက်ထဲမှာပေါ့နော်သူ့ကိုဥတီထားပေမဲ့ကျန်တဲ့လူတွေနေရာလွတ်ရအောင်ဖန်တီးထားတဲ့ပုံစံမျိုးကလည်းဒါအကောင်းဆုံးဝင်ကစားပေးနိုင်တာတွေ့ရတယ်
၄ ဂိုးမြောက်သွင်းဂိုးလား၅ ဂိုးမြောက်သွင်းဂိုးလား OG မိသွားတဲ့အလုံးတွေဗျာ OG မိသွားတဲ့အလုံးလဲဒါတော်တော်ကောင်းလာတယ်ဘလူးနိုဖာနက်တက်ကတောင်းကန်ဘောကိုပေါ့နော်ကျွန်တော်တို့ကတော့ရိုနယ်ဒိုခေါင်းပေါ်ပဲမြှောက်တင်ပြီးတော့ပဲမှတ်တာဒါပေမဲ့ပေါ့နော်သူကမြေလိန်ဘောကိုတောင်းကန်ဒီဒါကဂိုးတိုင်ဆိုပေါ့နော်ကျွန်တော်တို့ဒီညာဘက်ကိုသမားရဲ့ဘေဘက်ပေါ့ဗျာကျွန်တော်တို့ကစားသမားရဲ့ဆိုရင်တော့ညာဘက်ပေါ့အဲ့ဒီဘလူးနိုကအဲ့ဒီညာဘက်စီးတစ်လျှောက်ရှော့မြေလိန်ဘောလေးအပြင်းကန်ထည့်ပေးလိုက်တာဗျအဲ့ဒါကတကယ်တော့ရိုနယ်ဒိုပြေးပေးဖို့အတွက်သူကကန်ထည့်ပေးလိုက်တာရိုနယ်ဒိုကဘလူးနိုစကန်မဲ့အချိန်မှာဒီဘက်ပေါ့နော်ကိုသမားရဲ့ဘဲဘက်ဂိုးတိုင်နာမှာမဟုတ်ဘဲနဲ့ညာဘက်ဂိုးတိုင်နာလုံးမှာရှိနေတာအဲ့ area ရှုပ်ရှုပ်ရှက်ရှက်ကြားမှာခေါင်းတိုက်ဖို့နေရာယူနေတာဗျာဒါပေမဲ့ဘလူးနိုကန်လိုက်တဲ့အချိန်မှာရိုနယ်ဒိုကဖြည်းဖြည်းလေးပြေးလာရတယ်ဝုန်းဝုန်းဆိုချက်ချင်းပြေးလာပြီးတော့ဘောလုံးလဲပေါ့နော်ဒီဘက်ဂိုးတိုင်နာကိုသမားရဲ့ဘဲဘက်ဂိုးတိုင်နာလေးအရောက်ရိုနယ်ဒိုတို့ဂျောင်ဖီလစ်တို့ပြေးပန်လာတယ်ကွက်တီပဲဗျာဒါပေမဲ့လေပေါ့နော်ထိချက်ကမမှန်တဲ့အတွက်ဘောလုံးထိသွားပြီးတော့ဒါကူဆာနော့ကိုမှန်ပြီးတော့ OG ဖြစ်သွားခဲ့တယ်ပေါ့ဗျာဒီလုံးကိုသာပေါ့နော်ရိုနယ်ဒိုထိသွားခဲ့ဟက်ထရစ်ရမယ်တကယ်လို့ဂျောင်ဖီလစ်ထိပြီးကန်လိုက်တယ်ဆိုရင်လည်းပေါ့နော်ဒါတော်တော်လေးလှတဲ့သွင်းကိုပါပဲဗျဆိုတော့ပေါ့နော်ပေါ်တူဂီအသင်းကအဲ့ဒီရိုနယ်ဒိုကိုဥတီပြီးတော့ဒီစက်ပီတွေကိုကောင်းအောင်အသုံးချခဲ့တာတွေ့ရတယ်ပေါ့နော်ဒီ Facebook မှာပြန်ဖတ်ကြည့်တော့လေဒီစက်ပီနီးပြကအက်စတွန်ဗီလာအသင်းရဲ့ပေါ့စက်ပီနီးပြလို့သိရတယ်သူ့ရဲ့နီးစနစ်တွေကလည်းတော်တော်ကောင်းမွန်ပြီးတော့ပေါ့နော်ပုံစံတွေလည်းမတူဘူးပေါ့ဗျာဒီလိုမျိုးတွေတွေ့ရတဲ့အတွက်အန်ဝေါ်စရာတိတ်မရှိဘူးဖြစ်သွားပြန်ရောပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီရှေ့လာမဲ့ပွဲတွေမှာအဲ့ဒီပေါ်တူဂီနဲ့ပေါ့နော်ပေါ်တူဂီအသင်းသားတွေနဲ့ဒါရိုနယ်ဒိုနဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုး trick လောက်တာတွေဆက်ပြီးတော့တွေ့ရနိုင်ဖို့ရှိတယ်တောင်းကန်ဘောတွေပြီးတော့အဲ့လိုတဲကန်ဘောတွေအားအစပြသူတို့ကဂိုးရဖို့ဥတီပြီးတော့စနစ်တကျပြင်ဆင်ကစားနေတာမျိုးတွေ့ရတယ်ဒီຢာတွေကိုလည်းရှေ့ဆက်ပြီးတော့ကျွန်တော်မြင်ရမယ်လို့ထင်ပါတယ်ပြီးတော့ဒီဘောလုံးကစားပွဲပြီးသွားတဲ့အချိန်မှာဆိုရင်လည်းဒါကစားသမားတွေအများစုပေါ့နော်ရိုနယ်ဒိုကိုဂုဏ်ပြုခဲ့ကြတယ်ဂျောင်ဒီဘက်ဆိုရင်လည်းဒါအရင်တည်းကသူအမြဲတမ်းတင်နေတာဗျဒီမင်းညဆိုရင်လည်းစူးဆိုတဲ့စကလုံးလေးသူပြန်တင်ပေးသွားတယ်ပေါ့နော်ဒီကလေးလေးလေတကယ်ချစ်ဖို့ကောင်းတဲ့ကစားသမားတွေပါဘလူးနိုတို့ပါလို့ဆိုရင်ဗျာကျွန်တော်တို့သိတဲ့အတိုင်းပဲနည်းနည်းအမူအရာအရအနိုင်ဖြစ်စရာလေးတွေတစ်ခါတည်းတွေ့ရတယ်ဗျာဒါရိုနယ်ဒိုနဲ့ပတ်သက်မှာမဟုတ်ပါဘူးပရီးမီးယားလိဂ်မှာပဲဖြစ်ဖြစ်ဒိုင်းတွေကိုပြောတာပါညာစသဖြင့်ဗျာဂျောင်ဒီဘက်တို့မှာတော့အဲ့လိုမျိုးသိမတွေ့ရဘူးဒါပေမဲ့မစီမဆိုင်ပေါ့နော်ပြီးခဲ့တဲ့အပတ်ကတော့သူလဲစွန်ကြီးဝိုင်းလောင်ခံလိုက်ရတော့ comment တွေပါမှာဒီလိုမျိုးလေးပြန်ဖြစ်သွားတယ်တော်တော်ဂျင်းနဲ့စရာကောင်းပါတယ်ပြီးတော့ပေါ်တူဂီဒီပေါ့နော်သူတို့ရဲ့ကစားသမားတွေကဘယ်လောက်ရည်ချင်းရှိတယ်ဆိုတာလည်းထပ်ပြရတဲ့ပွဲဖြစ်တယ်နောက်တန်းမှာလည်းသူတို့ ACC ပဲဗျဘောလုံးတော်တော်ပေးရတယ်ပြီးတော့ဗီဂါတို့ကစားပါနော်ဗီဂါတို့ကစားဒါနောက်တန်းကနေကိုလင်းချင်းခောက်ချင်စေလေးလေဒါတွေ့ရတယ်ဗျတော်တော်ဘယ်လိုပြောရမလဲဗျာဒါကတော့လွတ်သွားတယ်ဆိုရင်လည်းတစ်ဖက်အသင်းရဲ့ပေါ့နော်ရှေ့ကို present လောက်တာကိုကြော်ဖြတ်သွားနိုင်ပြီကိုယ့်ဘက်ကနေအခွင့်အလမ်းဖြစ်သွားနိုင်တယ်လို့ဘောလုံးပေးလိုက်ရရင်လည်းကိုရနိုင်ကြီးတော့ညားတယ်ပေါ့နော်ညားလည်းတလုံးတွေ့ခဲ့ရတယ်ကိုသွင်းသွားတယ်ဒါပေမဲ့ကန်ဆယ်လိုပြစ်ဒဏ်ပေါ်ကျူးလွန်နေဆိုပြီးတော့ပယ်ဖြတ်လိုက်တာမျိုးပေါ့နော်ဥဇဘက်ကစ္စတန်နဲ့ပြောရမယ်ဆိုရင်လည်းဥဇဘက်ကစ္စတန်ကအရင်ညံ့တာမျိုးတော့မဟုတ်ကစားဖို့တော်တော်ကောင်းနေဗျသူဘောလုံးကင်ကစားတာတွေဒါသူတို့ဂိုးရှိမှာဒီအခွင့်အရေးတွေရရှိဖို့ဖော်ဆောင်သွားတဲ့ပုံစံတွေတော်တော်လေးကောင်းတယ်ရန်ကန်တာမျိုးတိတ်မရှိဘူးပိုင်မပေါ့နော်အေးဆေးဆေးပဲအဆုံးသက်ကန်သွင်းချက်တွေဆိုရင်လည်းဗျာအေးဆေးဆေးချိန်ပြီးမှကန်တာတွေ့ရတယ်အေဒီယာပြင်ရမယ်ကန်သွားတာတွေရောအများစုပေါ့နော်ဘာကြောင့်ဒီလိုကောင်းနေတာလဲဆိုပြန်ရှာကြည့်ရတော့ဒါကန်နာဝါတို့နော်ဥဇဘက်ကစ္စတန်ရဲ့နီးပြကတော့ဒါအီတလီတင်းရဲ့ကန်ဝင်ကစားသမားကြီးကန်နာဝါတို့ဖြစ်ပါတယ်သူနီးပြနေလို့လေဒီလိုကစားနေတာလို့ကျွန်တော်ကတော့ယူဆမိတယ်ပေါ့နော်ကန်နာဝါတို့တကယ်အမှတ်ရတယ်ပါကျွန်တော်တို့ပထမဆုံးကမ္ဘာဗလာစကြည့်ဘူးလား2006ဗျာနော်အဲ့ဒီနှစ်မှာဒါအီတလီဘူဆွဲတယ်အဲ့တော့ကပရင်ကကန်နာဝါတို့ကျွန်တော်ကော့ပါဘူးမှာတော့ဗျာကန်နာဝါတို့ကဒီဖလားကြီးကိုသိရမလားဒါကတော့စစ်လေးပြကွက်ကြီးပေါ့ဗျာဖလားကြီးကိုဒီလိုမြောက်ထားတဲ့ပုံပေါ့အဲ့ပုံကိုကျွန်တော်ကော့ပါဘူးမှာတော့အဲ့လိုကတ်ထားသေးတယ်အဲ့တော့ကြိုက်တာဗျာဘောလုံးသမားဆိုဘယ်ရုပ်ဖြစ်ဖြစ်ကျွန်တော်တို့ကကော့ပါဘူးမှာစာအုပ်တွေမှာကတ်ပြီးသားပဲပေါ့နော်ထားပါတော့ပြီးတော့သူရီယက်မက်ထရစ်တွေအဲ့ဒီကမ္ဘာဖလားအချိန်နဲ့ရီယက်မက်ထရစ်ပါညာပြောင်းနောက်ဆုံးတော့အနားယူပါတယ်ပေါ့ဗျာဒီဥဇဘက်ကစ္စတန်မှာနီးပြနေရဆိုတော့ကျွန်တော်မင်းညာမှာတည်ရပေါ့နော်ပြီးတော့ကင်နာဝါတို့ကရိုနယ်ဒိုနဲ့ပတ်သက်ပြီးတော့လေသူမှတ်ချက်ပြူတဲ့စကားလေးပြောကြားခဲ့တယ်ပေါ့ဒီဟာလေးနဲ့ဒီစကားလေးနဲ့ပဲကျွန်တော်ရဲ့ရောက်တက်ရရှောက်ပြောနေတဲ့ဟာလေးကိုကျွန်တော်အဆုံးသက်လိုက်ချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကင်နာဝါတို့ကပြောတာပေါ့ဗျာဟာရိုနယ်ဒိုလိုကစားသမားမျိုးပေါ့နော်မင်းသူ့လိုကစားသမားမျိုးကိုနေရာလွတ်လေးမဲ့10 cm 20 cm လောက်ပေးလိုက်တာနဲ့မင်းတို့ရှော့သွားမယ်ပေါ့ဒီလိုကောင်းတွေကိုဒီလိုမျိုးရက်တကားနဲ့ဗျာနည်းနည်းသိရဘူးလားဘန်တကားလေးပါလေးရင်းနီးနီးပေါ့ဗျာစကလုံးတော့နည်းနည်းကြမ်းအောင်ထည့်ပါဒီလိုကောင်းတွေကိုမင်းတို့ဒီလိုနေရာလေးသွားမပေးနဲ့သေသွားမယ်ဆိုတာမျိုးသိလားဒီလိုမျိုးချီကျူးသွားတယ်ပြီးတော့ရိုနယ်ဒိုကတကယ်ဟိုမှာပေါ့နော်ကောင်းတဲ့ကစားသမားပြီးတော့သူတို့ဆိုရင်ကစားသမားဝါနားယူရတာကြာပြီ2006ဆိုရင်ဒါရိုနယ်ဒိုရောမက်ဆီရောဒါပထမဆုံးကမ္ဘာဗလာဝင်းကန်တဲ့အသက်အရွယ်လေးတွေဒါရိုနယ်ဒိုက20စွန်းစားမက်ဆီက19နှစ်လောက်နဲ့ဒါဝင်းကန်ခဲ့တဲ့အခြေအနေတွေပေါ့ဗျာအဲ့ဒီအခြေအနေတွေကနေအဲ့ဒီတော့ပေါ့နော်
အတွေ့အကြုံရှိကစားသမားဒါတက်လက်ပိုင်းကစားသမားအနေနဲ့ပါဝင်ကစားခဲ့တဲ့ကန်နာဗာရိုကြီးကအခုချိန်မှာနီးပြဖြစ်ရိုနယ်ဒိုကြီးကသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြန်ကန်တော့တကယ်ကိုဒါသူတို့ကစားသမားဘဝဖြတ်သန်းမှုကြီးอ่ะပေါ့နော်ကန်နာဗာရိုအတွက်လည်းအဟောလောက်ဆရာဖြစ်ခဲ့တယ်သူကအဲ့ဒီအရာကိုလည်းချီးကျူးခဲ့တယ်နောက်ပြီးတော့ပေါ့နော်ရိုနယ်ဒိုကဒီပုံစံတိုင်းဆိုရင်ပေါ့နောက်တဲ့နှစ်တွေအများကြီးပဲဘောလုံးဆက်ကစားလို့ရနေသေးတယ်အဲ့ဒီအကြောင်းကိုလည်းသူကရိုနယ်ဒိုပြောပြခဲ့တယ်ဆိုတဲ့ပေါ့နော်အင်တာဗျူးလေးတစ်ခုကန်နာဗာရိုရဲ့ပြောစကားလေးတစ်ခုပြန်တွေးလိုက်ရပါတယ်ဗျဆိုတော့ကျွန်တော်ရဲ့ပြောသွားဆိုသွားတဲ့ပုံမှာပရိသတ်တယောက်ဖြစ်တဲ့အတွက်ဟိုရောက်ဒီရောက်နေတာလေးတွေဖြစ်ရင်လည်းနားလည်ပေးပါကျွန်တော်တို့ရိုနယ်ဒိုချစ်တဲ့ပရိသတ် United ပရိသတ်တယောက်အနေနဲ့ဒီຢာလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဘရူနိုအတွက်လည်းပျော်တယ်ရိုနယ်ဒိုအတွက်လည်းပျော်တယ်ဘရူနိုအစ်စ်ရတဲ့အတွက်လည်းဝမ်းသာတယ်ရိုနယ်ဒိုစံချိန်တွေတင်သွားတဲ့အတွက်လည်းဝမ်းသာတယ်ပေါ်တူဂီအသင်းကမ္ဘာဖလားရရင်တော့ကျွန်တော်တို့ကတော့ဒါပိုတော့ဝမ်းသာအောင်ပဲပေါ့ဗျာဒါပေမဲ့ကျွန်တော်ရဲ့ဒါဘောလုံးချစ်တဲ့ United ညီကိုပရိသတ်တွေကိုပြောချင်တာကတော့ဒီကမ္ဘာဖလားကြီးမှာမချီပဲဖြစ်ဖြစ်ရိုနယ်ဒိုပဲဖြစ်ဖြစ်မလွတ်တမ်းကြည့်ကြပါဗျာအမ်ဘာပေဟာလန်တို့ကအစားပြီးတော့ကျွန်တော်တို့လာမင်းရမယ်လည်းရှိတယ်ပေါ့နော်ဒါစတာပွိုင်လေးငငယ်ရွယ်နဲ့ရိုနယ်ဒိုတို့မက်ဆီတို့လိုဖြစ်လာနိုင်တယ်လို့ထင်ကြီးပေးခံရတဲ့ကစားသမားဒီကစားသမားတွေအကုန်လုံးစုပြီးတော့ကစားနေတာကိုကျွန်တော်တို့ကဒါ2020ကျောက်ကမ္ဘာဖလားကြီးမှာမြင်တွေ့နေရတာဗျာအဲ့တော့ရိုနယ်ဒိုပိုးကြိုက်တဲ့သူတွေလည်းကြိုက်ကြပါမက်ဆီပိုးကြိုက်တဲ့သူတွေလည်းကြိုက်ကြပါဘာမှမဖြစ်ပါဘူးဒါပေမဲ့ဒီကစားသမားကြီးတွေသူတို့လုံနိုင်စွာရှိတဲ့တော့လုပ်ပြနေတဲ့အချိန်မှာတော့အပိဂုံပြူကြဖို့ပေါ့ဗျာချီးကျူးဂုံပြူကြဖို့လည်းကျွန်တော်ကတော့လက်မနေစေချင်ဘူးဘသူရဲ့ပြိသက်ပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့သူတို့နှစ်ယောက်လုံးရဲ့ပွဲတွေကိုလည်းခံစားကြည့်ရှုကြပါကျွန်တော်တို့ဟိုဒီလိုမျိုးဓာတ်ရိုက်လိုက်ကြည့်ရမယ့်အချိန်တွေကတိတ်မကြံတော့ဘူးပေါ့နော်ဒီလိုမျိုးကစားသမားကြီးနှစ်ယောက်ကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့နှစ်အရှာကြီးကြီးခွင့်ရတယ်ဆိုတာလေဒါကျွန်တော်တို့လိုဘောလုံးပြိသက်တွေပဲရှိတာပါတချို့တွေဆိုဒါကြီးခွင့်မရဘူးတချို့တွေငယ်သေးလို့မမီလိုက်တာတချို့တွေကြီးလွန်းသွားလို့သူတို့မမီလိုက်တာစားရမျိုးတွေရှိနိုင်တယ်ဗျာဒါကျွန်တော်တို့ရဲ့အသက်အရွယ်တန်းတွေကတော့ဗောနော်2006ကမ္ဘာဖလားကျွန်တော်တို့စကြည့်ဘူးတယ်ရိုနယ်ဒိုတို့နဲ့အတူတူဟိုကြီးမျောခဲ့တယ်မက်ဆီတို့နဲ့အတူတူဒီ20လောက်အကြာကြီးဘောလုံးစက်ခုံကြီးပေါ်မှာရှိခဲ့တယ်အခုသူတို့ရဲ့ဇက်သိန်းချိန်ရောက်ပါပြီကားလိုက်ချချိန်ရှိပါပြီအဲ့ဒီဟေဟာလေးကိုလည်းဒါဟိုဘောလုံးကိုတကယ်ချစ်တယ်ကိုကလည်းအားပေးခြင်းတယ်ဆိုရင်ဒါမပြတ်မကွက်အားပေးကြဖို့ကျွန်တော်ကတော့ဒီဟာလေးကိုဒီတိုင်းပေါ့ဗျာဘော်ဒါချင်းချင်းလက်တူလိုက်ရပါတယ်ဗျာညီကိုမောင်နှမများအားလုံးဘောလုံးချစ်တဲ့သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေပြီးတော့ဒီလုံခြုံရေးပေါ့နော်လုံခြုံရေးပါညာကဏ္ဍအစဘေးကင်းကြပါစေဗျကျေးဇူးတင်ပါတယ်